တော့ညာစီတဲ့ရောက်ပါပြီဒါဖအန်ကန်နာညာစီရဲ့ဝါရီဘာရှာနေရလဲဘာလူလဲဘာရှာလဲ line box crazy တောင်းခွဲရဖောက်ချင်လိုက်တာ ဖောက်ချင်ဝယ်ဘူး ဒါလေးရရော ဟုတ်ကဲ့ပါဒီလိုကြမှာနော်นี่အဲ့ဒီကြိုက်ပဲဒီ ဒီကျဟိုမကျစားဖို့ကျေးဇူးတော်စိုက်ကောင်းနေ ဟုတ်လားမဒီမှာအကင်လေးရောဟောဒီမှာလည်းခင်းမင်းဆိုင်နေဒီမှာကျောင်း ရတာလားစားတာချင်းနေနဲ့တွေ့နေ တိုက်တာယူနှစ်မျိုး9000ဆိုတာဘာနဲ့ပါလဲ ရတယ်ဒီဘက်ကဒီလိုမျိုးအချိန်မောင်းနဲ့တွဲယူလဲရတယ်အချိန်မောင်းပွဲကြီးရတော့9000ဒီလိုမျိုးကသုံးတာဒါကနိုင်နေတွဲယူလို့ရတယ်တော်တော်လုံးနဲ့ယူလဲရတယ်တော်တော်လုံးနဲ့ ဒီကောင်းလားရှင်းနေ ကျေဒီကမှုရ ဟုတ်လားချင်းအောင်ချင်းလား ဒါပါကျေဒီ ယိုရီးယားတည့်ရသေးလို့လည်းတူတယ် ယူရီးယားယူရီးယားရင်ခွဲ ဟော မှုရမှုနေ ချင်းနေကောင်းလားမကောင်းလား ရေးကြည့်လို့ရပါတယ်မမ ကောင်းတယ်မျက်စိရဲ့မျက်နှာပြတယ်အရင်ကောင်း ဟိုကင်မရာရိုက်နေတာသူ စားကျင်တယ်တကယ် ချေပေါ့ ဒီကကျွတ်လေး ညတာမဆန်တဲ့ကျေဒီပဲစားတယ် shopping ထွက် shopping ရောက်တဲ့နေရာမှာ shopping ထွက်တယ် အဲ့ဟုတ်တယ်ဒါဟောနော်တီးကြောက်ဆုံး တီးကြောက် တွင်းလေးတွေရှိ တီးကြောက်တက်တယ်တော့တောင်းချင် ပြေးကြောက် ကုန်စားစင်နေခွာပြီ ဒီဆိုင်ကိုတစ်မျိုးလိုက်မိရညတာမစားတော့ အာဘာဖြစ်လို့ဟာဒီကိုစားရ ဆိုင်ကတော့အများကြီးရှိတယ်ဒါမျိုးစားတူတဲ့ဆိုင်တွေလည်းအများကြီးပဲရှိတယ်ရတာတွေကတော့ဘယ်လိုရှိမလဲမသိဘူးပေါ့နော်ဆိုတော့ဒီစင်ကြီးอ่ะ ဒီနောက်ကဆုံတွေကတိတ်တဲ့လူခိုင်းလို့ရ စုံစားမယ်ပေါ့ဒီနေ့ စုံစားမှာချိုးတယ် ချိုတွေရောအချင်းတွေရောအဆက်တွေရောကောင်းချင်းတွေရော ဒါ2000နဲ့မစုတ်တယ်နော် ညညသည် နညာတီးရဲ့ချိုးချင်လို့ထင်တာသူအချိုးပဲရောနှစ်ခုရောလို့မရဘူးနော် ဒါထန်သည်နော် ဒါထင်လို့တီးရဲ့ဟိုဘက်နက်ဒါပြားတက်မြာဟိုဘက်တခွားမွေး ဘူးလိုက်တော့ပါပြီအတေးကတုံးနဲ့ထိုးစားမှာ မွေးရရော ကောင်းလား မွေးရသူတောက်ကြည့်ရမွေး ကွေးတယူတုတ်လေးပေါ့နော် ကောင်းတယ်တော့ ဒါကရတာလေစုံစားပါလေ ဝဲမလောက်လဲရင်မ အကြီးကတောင်အသေးက တောင်အကြီးရဲ့6000လားတောင်3လား6000လားဆက်လား6000 အများကြီးပဲမဆင်အများ 6000တောင်နဲ့တပွဲလား6000တပွဲ ဟုတ်ကဲ့ပါဟောပါသေးတာစုံရတယ်နော်စားကြနိုင်ပတ်ဝယ်ပူပါတယ် တော့လက်ထက်မှာလည်းပိုက်ထားတယ်ကူစားရတယ်မဟုတ်လက်ထက်မှာလည်းပိုက်ထားတယ် နော်စားကြနိုင်ကုန်တယ်ဟာတော်တော်စုံတယ် ကိုရီလာတဲ့ချိန်ကလည်းနောက်ကျနေပြီသူတို့ပိတ်မဲ့ချိန်ဖြစ်နေ8နာရီခွဲဝင်ကျင်တော့ဆို 9 တော့ နိုင်သိနေတာ 9နာရီပိတ်မှာဆို ရသလောက်ထိုင်ပြီးတော့စား ရသလောက်ထိုင်ပြီးတော့ကြိုက်တာလေးတော့ရွေးစားပါပဲပေါ့နော်ဆိုတော့ဆိုပါအောင်နော်အများကြီးပဲရှိရဆို ဒါအဲ့ဒါစားလိုက်ပါနော်